ထုံခိုးမှာ फिर मेरे दिमाग की बत्ती जली ညနာပါ नहीं सारुण के यहाँ कुछ तो गड़बड़ है နိုင်ပြီပြီ मेरे को इस ဒီအနေတော့လေတော့တကယ်ပြတာဆောင်းမဲ့ नहीं लेने का पता है သူတို့သဟိုးလောက်တိုက်ကြီးပဲပြီးနေတယ်နော်အနေတော့ ဟာဘယ်ဒီဟာဝေး बाल बाल बच गया रे देवा ဟာနောက်တယောက်အခုမှာဟာဝပြန် आतंक कदू सलाम बाबू भाई ပြန်ပြန်ပါခိုးလာတယ် 20 रॉबरी फिर भी कोई नहीं जानता हम कौन है और करते क्या है လာရလမ်းအတိုင်းပြန်ရောက်တော့တယ်တွေ့တာနော်ကြည့်ရတာ अभी मजा आएगा ना भिड़ो रुको जरा सबर करो ဒီကောင်နော် ये क्या है ဒီပြန် भाई यहाँ पे क्या हो रहा है भाई यहाँ पे क्या हो रहा भाई रहा नहीं जाता तड़प ही ऐसी है ना नहीं ये सब क्या देखना पड़ रहा है अच्छा है मैं अंधा हूँ ပြန်လာငါထဲလေး मेरे को रोकना नहीं आज ये आखिरी दिन है ပြန်လာ और अभी तो ဟောဒီမိုင်ဒီကောင်စားလို့ကြည့်ရတယ်ကွက်တီးရဲ့ लेकिन ये साला कर क्या रहा है यहाँ पे लेकिन एक सेकंड 20တောင်30တောင်ရောက်သွားတာသူမသိလိုက်အောင်နော်ကျဲသေး3ရောက် ဘာမှပူးမနေနဲ့ရငါလည်းပတ်စံမရှိဘူး မော် ဘို ရီ က်စား တူ ရ ပဲ မလားအေးဘောဘိုက်စားတာဘောဟာငါတို့ကလူမိုက်တွေပဲကွာစားတော့ရှားပါမင်းလည်းကွာခလေးမင်းကငါတို့လူမိုက် လေကွာဒီကောင်လေခလေးလေးမချမ်းဘူးနော်ဒီကောင်လေပေါ့နော်ကိုနိုင်တဲ့အရွယ်လောက်ပဲလူမိုက်သွားလို့ရမှာပေါ့နော်မဟုတ်ရင်ကိုပြန်တီးမှာပေါ့ဟော အန်ထူအကိုကြီးအန်ထူအိမ်ထဲမှာခမရရှိလားရှိရင်ကျုပ်ပြန်ထူအန်ထူအကိုကြီးအန်ထူ ဒီလိုတွေနော် ခမရရှိလားရှိရင်ကျုပ်ပြန်ထူ စကားပြောရတော့မရိုးရိုးမဟုတ်မင်းပါလဲဒီ base တွေနဲ့တဲ့နော်အဲ့လိုကြည့်မယ် ဟာကြောက်ပွဲစားရင်မတွေ့တာတော့ကြာပြီဗျာ ကြောက်ပွဲစားလေ ရွာပြရောက်လာကြာပြီလားနေရပဲပြောတယ်ဗျာအိမ်ပေါ်ကိုလာခဲ့ကြရှင်လူကြမ်းလေးပါလေးတောက်ရင်ခုလာတာပါကိစ္စ ဘာကိစ္စဖြစ်ရမှာလဲအောက်ကျောက်ကကြောက်ပွဲစားလीကြောက်ပွဲစားအိမ်ကိုလာတော့ကြောက်ဝယ်ပုံပဲမဟုတ်ဘူးလားဟေး ဘိုးတော်ကျော်အမိလာကြီးလားအန်ထူမှာကြောက်ကောင်းကြောက်တတ်ပါမလားလို့လှဲ့လာတာ โอ้ကြောက်ပွဲစားတဲ့ကြောက်သူပန်းနဲ့တွေ့ကြပြီဟေးအဲ့ဒါလေနောက်ပေါ်ပြီအန်ယူဟေးအန်ယူဒီကတော့ဟောရကြောက်ပွဲစားအောင်တော့တီးတီလို့ပဲဒီလေဒီကလည်းရောစားပါကွာ ဟုတ်ကဲ့အဖကျော်လာပြီလား ဒီမဲ့ဒီကြောက်ပဲကွာတစ်ချက်တော့ရှိုးကြည့်စမ်းပါမိပညာလက်အောက်ပဲဒီလေတဲ့ကြောက်စီကြည့်ဗျာ ကဲနန်းစံကျုပ်စစ်ကြည့်မယ်ဟောဒီမီလေးနဲ့တစ်ချက်လောက်ကျုပ်တောက်ကြည့်မယ်ဟာ ဟာနည်းနည်းဟာကြီးလား အေးကွာကောင်းမလေးလည်းအဲ့ချိန်မှလာတယ်ရတာ နည်းဟာကြီးလားဟောဒီမှာဒီကြောက်ကထောင်နေကြီးပဲ ဘာလို့ရမှာလဲငွေဆက်ကိုထောင်တန်လေးနဲ့ သိုံထောင်ချီတယ်ပြောသိုံမှာထောင်ချီတဲ့ကြောင် အဲ့သူတို့ကြောက်ကဘာကြောက်လဲဘာလို့နေတဲ့ဟာကြီးလားဟမ် ကိုလူပြချောချောလာကြောကြောကချစ်ကြုံညိုနေသလားဒူရင်းညာလူကြီးရဲ့ချင်းချင်းမဲ့ကျွေးသေးကလိုက်ကိုချက်တလို့တာလိုက်ကိုတော့မောင်ကိုရဆိုင်နဲ့လိုက်ခဲ့မဲ့ကြောက တောက်မှာပေါ့အေး
ဒီပန်းကိုရှုပ်ခိုင်းတာလေတော့ခလိုက်မယ် စိတ်ကူးတယ်အေးအတီးလုံးရလဲနော်စိတ်တော့မကောင်းနော်အေးစိတ်ကူးရင်ရတယ်ဟောဒီကောင်ထိုင်ရင်းနဲ့အိမ်ဘက်ကိုမက်နေတာလားမသိဘူးတဲ့နော်စိတ်ကူးရင်နေကောင်းတော့နော်โอเคอ่ะ ဓမဲသိန်းတော့ရောက်ပြီကွာဘိုက်ကလည်းစားလိုက်တာကွာဘိုက်စားနေရဆိုလို့လားမသိဘူးဗျာပလဲတဲ့ညီမဓမဲဟင်းဆိုင်တရုတ်စားစားတွေရောကြည့်ပါအောင်ကွာစားရင်ရိုက်တယ်ညဒါမင်းသားစားရအောင်လား ကြော်ရ ဘယ်နဲ့သွားစားမှာလဲဟမ်ဒီလိုစီမှာပိတ်ဆိုင်ဘယ်လောက်ကျန်လဲတသိန်းလောက်ပဲကျန်တာဒီလိုတော့အဲ့ဒါသွားစားလိုက်ရင်ရမဲသိမှာပယ်နာသွားအိတ်မှာလဲအခုအမျိုးတွေရှိလို့လားဒီမှာ ဩအမျိုးတွေမလိုပါဘူးပြီးတော့စားမနေငဲကွာစားမနေငဲ အခုကကြက်မှန်းမသိ တိတ်ချက် ကြက်မှန်းမသိ ညအဲ့ဒါလေတက်တူးဆရာမူးပြီးတော့ထိုးလိုက်လို့ဟိုငဲ့လို့ကြက်လို့ဖြစ်သွားတာကွာ အဲ့ဒါကျွန်တော်ဘာလို့ရမှာလဲအဲ့ဒီကြက်ကို ဘာလို့မှလဲကွာတက်တူးတွေပြတို့ဆိုင်ထဲဝင်သွားလိုက်ဝင်သွားရင်တို့ဈေးကြည့်လိုက်ပဲမစားလိုက်မှာကွာပြီးသွားတာစားပြီးသွားပြီဆိုရင်တို့စပင်မွေးတမွေးထည့်လိုက်အဲ့အချိန်မှာစပင်မွေးဘာလို့ပါလာလဲဆိုပြီးတော့တို့ဖြဲပြီးတော့တို့ပတ်စံမပြီးထွက်လာခဲ့မှာကွာ ဖြစ်ပတ်မလား ဟောဖြစ်တာဗောမင်းကလည်းလူမရုပ်လေငါရုပ်ကတော့အောင်သူနဲ့တူလို့လူမရုပ်တော့တိတ်မတူလူမနဲ့တူအောင်ဖျဲလိုက်မယ် မတက်နိုင်ဘူးလေတနက်စာချော်တယ်တနက်စာဟာလားလုံးဖြစ်ဖြစ်အကြီးဖြစ် ဟောအေးဖြစ်လာမအေးအဲ့ဒါမှတက်တူးနေနေပုံမင်းကတက်တူးပါလားမပေါ့ဒါငါအဲ့ကနေငါလှုပ်လိုက်โอเค ကိုဆိုင်ရကြီးလိုက်တာဖြစ်ပါမလား ဖြစ်လောက်မှာပါကွာ ကိုကြောက်နေတာလား ကြောက်เสียလားကွာ နွဲ့နေပြီ ကိုဖြစ်ပါမလားနော်ကလာထိုင်မှာခဲနော်ဒီဒီကောင်လူကောင်နည်းနည်းသေးတယ်မင်းရင်ဖြစ်လိုက်ဒီလေမင်းတို့ဆိုင်မှာရှိတဲ့ကောင်းတဲ့ဟင်းတွေအကုန်ချကွာ စားပြီ ခုမှပြန်မပြောနဲ့နော်အကုန်ရှုပ်ကုန်မယ်သွားတော့လေ ဖြဲမောဟာနာလေး ရှေ့ ဟေးဖြဲပဲကောင် မလေးဘေးနာအကုန်လုံးကလက်ကားကောင်နေပါကွာညီမလေးလိုဝယ်ခေါ်မယ်နော်ခေခေါ်ပါဘယ်တာလဲဟာ ဘုကဘာစမပြေရရှိလို့လဲရှင်တို့ ဟမ်စင်လားပြေတယ်အားလုံးပြေတယ် ကျေစင်ဘာလေးထမှာပြရ မားမှာဗောခောက်ဆွဲကြော်ငါဘွဲကြာစမ်းကြော်ငါဘွဲအဲ့လေပါဆယ်လေးလုပ်ဝေးလိုက်ဟုတ်ပြီလားချစ်တူပြေရှောချစ်စရာလေး ဒီနကဒီညတော့ ကိုရပါတယ်နော်တို့ ရပြီလားညီမလေးโอเคအဲ့ဒါဆိုရင်လေဟိုဒါလေးအကုန်လုံးဘယ်လောက်ကြာလဲ အလုံးပေါင်းကို9000ကျပါတယ် 9000ပါပါလေးပါပတ်စံ9000ပါပါလေးပါ တသိန်းပဲပါလာနေ ဒါညမသသိန်းဟွာဘာလေးမဖို့ယူလိုက် ဟုတ်ကျေးဇူးပါ ကိုကြီးတော့ဘောစီလေးသိရမလားချစ်လို့ပြေးတာနော်နောက်လည်းလာစားအောင်ပါ ဟုတ်ကဲ့ ဒါတော့ ငါပစီလေးမလျှော့ဘူးဆိုရလေထားဖြစ်နေ ကိုရသိမဲရှိတော့ဘာလို့အကုန်လုံးသုံးလိုက်တာလဲဒါကြီးကိုကိုစားပါလားအကုန်လုံး ဘုံလုံးတော့မစားဘူးပေါ့ညီလေးရဲ့ ညီတို့တော့ဘာအိတ်ကြမလဲ အဲ့ဆရာမရှိတာများမပူပါနဲ့ညီလေးကဒီမှာတွေ့လာတက်တူကိုကြီးတဲကူကတခန်းခန်းရှာပြီးတော့ကိုကြီးထပ်ဖဲလိုက်မှာပါအယောဒီမှာ ထပ်ချေအောင်ပါဗီဒီယိုကဒီလောက်ပါပဲပေါ့နော်အားလုံးပဲကြည့်ရတာတော့အဆင်ပြေမယ်လို့ထင်ပါတယ်ကဲကျွန်တော် Sky တို့နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြန်တွေ့ကြမယ်အားလုံးပဲ see you bye bye